မေထွက်ပါတယ်ကျမတော့သူတင်တော်နေလာပေါ့ဖြစ်ပါကျေးဇူးတင်ပါတယ်ဒီညမှာညီမလေးကတော့ချင်းမပေးမဲ့တချင်းကောင်းစင်လေးနဲ့ပြီးရင်ဒီတချင်းကိုဘာကြောင့်ရွေးချယ်ရတယ်ဆိုတာပေါ့နော်ညီမလေးရောဒီတချင်းအသေးဘယ်လိုခွာရတယ်ဆိုတာအနေနဲ့ညှောက်ဝေပြီးလို့ရမလားကျမတချင်းဆိုမှတချင်းကတော့ယူချီရဖြစ်ပါတယ်ကျမရှုံးနေမှုတွေများစွာနေစနေ